ကဲဒီလိုရင်ခွဲချင်အောင်လှလှလေးနဲ့ရောမအိတ်ရှင်ကြဘူးလားရင်ခွဲချင်အောင်ဆိုပေမဲ့ချင်းဝင်မှာလုံးဝစိုးရိမ်စရာမလိုပါဘူးဘာကြောင့်လဲဆိုတော့ရင်ခွဲနေရာမှာအတူများများထက်ကျထပ်ပေးထားအောင်လို့ချင်းဝင်မှာလုံးဝစိုးရိမ်စရာမလိုပါဘူးခန္ဓာလာပမှုတွေကိုခံစားကျင်တဲ့သူတွေအတွက်လည်းဒီချင်အောင်မှာရင်ခွဲတကားလေးနဲ့ရေလိုင်းပန်းကုန်းလေးကိုလှဆင်ပေးထားတာပဲဖြစ်ပါတယ်ဒီချင်အောင်မှာတော့ရင်ခွဲတကားလေးကိုဘေးဘက်ကထည့်ပေးထားတာပဲဖြစ်ပါတယ်မိမိခန်းချင်နေရချင်းမှထည့်ရင်လည်းအဆင်ပြေပါတယ်ပိုင်းအောင်ခံစားပေါ်မှာလိမ္မော်ရောင်နှင်းစီပန်းပွင့်ရင်းနဲ့စီဆိုးပိုင်းရိုက်ပေးထားပြီးတော့တုံးပေးထားတဲ့ဇာတာကလည်းစီဆိုးပိုင်းရိုက်ပွင့်စင်မှာအကောင်းဆုံးဖြစ်တဲ့ရေစိုးစာပွင့်အကောင်းလိုက်အပေါ်မိုးနဲ့အောင်သားတွေမှာလည်းအလွန်ကျန်းခံတဲ့တကိုင်းနဲ့ထုံချီသားတွေကိုအသုံးပြုပေးထားတာပဲဖြစ်ပါတယ်ဒီချင်အောင်ရဲ့ရွယ်ကတော့ဘယ်ကနေညာထိအကျယ်9ပေခွဲအမိုးဖြင့်ပြောရမယ်ဆိုရင်တော့3မိုးခွဲချင်အောင်ပဲဖြစ်ပါတယ်ခေါင်းရည်ကနေချင်းဒီချင်း6ပေခွဲအမြင့်9ပေစေကဆိုင်မှုရတလုံးရဲ့ကင်းဆိုင်မှုရတလုံးရဲ့ကောင်းကောင်းဆက်တဲ့ရွယ်ဖြစ်ပြီးမိသားစုလေးရဲ့ကိုအကျဉ်းအိတ်ဆက်နိုင်မဲ့ရွယ်လေးပဲဖြစ်ပါတယ်ရိုင်းရရောက်တဲ့မျိုးတိုင်းကိုအရငွေချေပစ္စည်းမကြိုက်ငွေပြည့်ပြန်ပေးရကြောင်းဝယ်သူအရှုံးမရှိပါဘူးဒီချင်အောင်လေးရဲ့အစီအတော့3,6500ကျပ်ပဲဖြစ်ပါတယ်ဆက်သွယ်မာကြီးလိုပါက39958300 39958658တို့ကိုဖုန်းဆက်ရေးဖြစ်စေပေးမစင်ကြ Viber TikTok CB တို့မှလည်းသိလို့ရမင်းမြန်ဝယ်ယူနိုင်ပါတယ်